โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဝင်းပိုင်ပဲဖြစ်ပါတယ်ပေါ့နော်ဒီကနေ့ဒီဗီဒီယိုလေးမှာကျတော့ထိုင်းနိုင်ငံမှာနေကြတဲ့ရွှေမြန်မာတွေအားလုံးအတွက်ကိုပေါ့နော်ထိုင်းနိုင်ငံမှာလူအသုံးအများဆုံးထိုင်းလူမျိုးတွေအသုံးအများဆုံးဖြစ်တဲ့ဒီ license အကောင့်ကိုကျွန်တော်ဖွင့်တဲ့နည်းကိုပြန်လည်ပြီးတော့ share လုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်အရင်ကလည်းဖွင့်ပြထားတာတွေအများကြီးရှိပါတယ်ဒါပေမဲ့ဒီကနေ့ဒီဗီဒီယိုလေးမှာကျတော့ဖွင့်မိသားစင်ကတ်ပေါ့နော်ကျွန်တော်တစ်ခါမှမဖွင့်ရသေးတဲ့စင်ကတ်တွေကတော့အကြောင်းမဟုတ်ဘူးဖွင့်မိသားစင်ကတ်တွေအနေနဲ့ဘယ်လိုဖွင့်ရမလဲဆိုတာကိုကျွန်တော်ပြန်လည်ပြီးတော့ပေါ့နော်ကျွန်တော်ဘယ်လိုဖွင့်ရမလဲဆိုတာကိုလာပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဘာကြောင့်ဖွင့်မိသားစင်ကတ်လို့ပြောရတာလဲဆိုလို့ချင်းကျွန်တော်တို့ဥပမာတစ်ခုကိုက license ကောက်ကိုအရင်ကဖွင့်ခဲ့တယ်ဒါပေမဲ့ဒီကတ်နဲ့ပဲဖွင့်ခဲ့တယ်နောက်ပိုင်းမှာကျွန်တော်ဖုန်းပြတ်သွားတာပဲဖြစ်ဖြစ် license ပြတ်သွားတာပဲဖြစ်ဖြစ်ပေါ့နော်အစ်စ်ပြန်ဝင်တဲ့အခါမှာနည်းနည်းလေးပြဿနာရှိတယ်ပေါ့ဗျာအဲ့ဒီပြဿနာတွေမကြုံရအောင်ဒီကနေ့တော့စင်ကတ်အဟောင်းနဲ့ license အစ်စ်ပြန်ဖွင့်တဲ့ဒီကိုကျွန်တော် share လုပ်ပေးသွားမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ကြည့်ဘယ်လိုဖွင့်ရမလဲဆိုတော့ကျွန်တော်လည်းအတူတူကြည့်လိုက်ရအောင်ပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီ license ကိုမရှိသေးဘူးဆိုတော့ Play Store မှာတွားရောက်ပြီးတော့ download ဆွဲလိုက်ပါ download ဆွဲပြီးဆိုတော့ Play Store က download ဆွဲပြီးဆိုတော့ကျွန်တော်ဒီ license ကောက်ကိုတစ်ချက်နှိပ်ပြီးဖွင့်ပေးလိုက်ပါ Okay ဒါဆိုလို့ကျွန်တော်သူကဒီမှာ login နဲ့ sign up ပြတာဖြစ်ပါတယ်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဒီ login ဆိုတာအကောင့်ဟောင်းကိုပြန်ဝင်တာ sign up ဆိုတာအကောင့်တစ်ကိုဖွင့်တာဖြစ်တယ်ဒီအောက်က sign up ပေါ့နော်အဲ့ဒါလေးကိုခုကျွန်တော်များပြတဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ Okay ဒါဆိုလို့ကျွန်တော်ဒီဘက်ကနောက်ဆွာလေးကိုနှိပ်ပေးလိုက်ဒီနေရာမှာကိုကထိုင်းနိုင်ငံမှာဖြစ်တဲ့ဆိုတော့ဒီမှာထိုင်းလို့ပေါ်မယ်ပေါ့နော်ကျွန်တော်ဒီရင်တော့ကတော့မြန်မာတွေပါမှာဖွင့်လို့ရတယ်ပေါ့နော်မလေးရှားကရောဖွင့်လို့ရလားစင်ကာပူကဖွင့်လို့ရလားဆိုတော့ကျွန်တော်စင်ကာပူလည်းမဖွင့်ပေးဘူးမလေးရှားကနေပြောလဲမဖွင့်ပေးဘူးပါဘူးဒါကြောင့်ကျွန်တော်နေတဲ့လက်ရှိထိုင်းနိုင်ငံကနေပြောပဲကျွန်တော်ဖွင့်ဘူးပါတယ်တကယ်လို့ကျွန်တော်ဒါစင်ကာပူရောက်ခဲ့မယ်ဆိုတော့စင်ကာပူကနေပြောလဲကျွန်တော်စမ်းပြီးတော့ဖွင့်ကြည့်မှာပေါ့နော်မလေးရှားရောက်ခဲ့တဲ့ဆိုရင်လည်းမလေးရှားကနေကျွန်တော်စမ်းဖွင့်ကြည့်မှာအခုလက်ရှိကျွန်တော်နေတာထိုင်းနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ထိုင်းနိုင်ငံကိုပဲထည့်လိုက်တယ်ပြီးလို့ချင်းဒီနေရာမှာကျွန်တော်ထိုင်းဖုန်းနံပါတ်ပေါ့နော်အခုလက်ရှိကျွန်တော်ဒီစင်ကတ်မှာအသုံးပြုဒီဖုန်းမှာသုံးထားတဲ့စင်ကတ်ပေါ့နော်ဖုန်းနံပါတ်ကိုကျွန်တော်ထည့်ပေးရမှာဖြစ်ပါတော့ဆိုတော့ကျွန်တော်ထည့်လိုက်မယ်Okay အခုလိုလေးထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ကဒီမှာအောက်ကမြားလေးကမစိမ့်သေးဘူးเนาะအခုကျွန်တော်လက်ကလေးနဲ့ပြတဲ့နေရာတွေကမြားလေးမစိမ့်သေးဘူးမစိမ့်သေးတာဘာကြောင့်လဲဆိုတော့ဒီမှာကျွန်တော်တို့ iron letter 17 year ဆိုတဲ့နေရာမှာကျွန်တော်ဒီမှာအမှန်ကြီးကလေးအခုလိုလေးပေးလိုက်မှာဒီဘက်ကမြားလေးကစိမ့်သွားမှာဖြစ်ပါတယ်အဲ့ဒီစိမ့်သွားတဲ့မြားလေးကိုကျွန်တော်ကတစ်ချက်နှိပ်ပေးလိုက်ပါ Okay ဒါဆိုလို့ချင်းကျွန်တော်က verify တောင်းဖို့အတွက်ကိုပေါ့နော်ကျွန်တော် okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနေ့လေး6 10 okay ဖုန်းနံပါတ်မှန်မကန်ကိုကျွန်တော်စစ်ဆေးပြီးမှကျွန်တော်ဒီနှိပ်ပြီးပေါ့နော် okay ဒါဆိုလို့ကျွန်တော်ဒီမှာ allow ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ okay ဒါဆိုလို့ကျွန်တော်ဒီမှာအရင်တော့ကအကောင့်ဟောင်းရှိပါတယ်အကောင့်ဟောင်းရှိတယ်ဆိုတော့ကျွန်တော်က win block ဆိုပြီးမှကျွန်တော်ပေးထားတာအကောင့်ဟောင်းရှိတယ်ဆိုတော့ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ဒီမှာရက်ဆိုတဲ့နေရာကိုနှိပ်မယ်ဆိုတော့အကောင့်ဟောင်းသွားမှာပေါ့နော်ကျွန်တော်ဒီ no ဆိုတဲ့နေရာကိုနှိပ်မှသာလေအကောင့်အသစ်ကိုပြန်သွားမှာဖြစ်တယ် no ဆိုတာကိုနှိပ်ပေးလိုက်ပါOkay ပြီးလို့ချင်းကျွန်တော်ဒီမှာ continue ဆိုတဲ့စာတန်းအနီလေးကိုနှိပ်ပေးလိုက်ပါ Okay ပြီးလို့ချင်းတော့ကျွန်တော်ဒီမှာno create new account ဆိုတဲ့နေရာလေးကိုပေါ့နော်ကျွန်တော်နှိပ်ပေးလိုက်ပါ Okay ဒါဆိုလို့ချင်းတော့ကျွန်တော် account တစ်ဖြစ်သွားပြီပေါ့နော်ဒီနေရာမှာကျွန်တော်နာမည်အသစ်ပြန်ပေးလိုက်ပါ Okay ကျွန်တော်ကတော့ win လို့ပေးလိုက်တယ်ကျွန်တော်အခုပြတဲ့ဒီကင်မရာသင်္ကေတရှိတဲ့နေရာလေးမှာကျွန်တော်ကပုံထည့်ခြင်းလဲဆိုတော့ဒီကောင်ကိုတစ်ချက်နှိပ်ပြီးတော့ချင်းဒီမှာ select photo ဆိုတာလေးကိုနှိပ်လိုက်ပါ Okay ပြီးရင်တော့ allow ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ကိုယ်ထဲကပုံတစ်ပုံကိုကျွန်တော်ယူလိုက်ပါကျွန်တော်ပုံလေးတစ်ပုံထည့်လိုက်မယ်ပြီးရင်တော့ကျွန်တော်ပုံထည့်ပြီးသွားပြီဆိုတော့ဒီမှာနှိပ်ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ DOIE ဆိုတဲ့နေရာလေးကိုထားနှိပ်ပေးလိုက်ပါအခုကျွန်တော်မြားလေးပြတဲ့နေရာအောင်နော် Okay ပြီးသွားပြီဆိုတော့ကျွန်တော်ဒီမှာပုံထည့်ပြီးသွားပြီဆိုတော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီမြားအစိမ်းလေးကိုပဲကျွန်တော်ကထားနှိပ်ပေးလိုက်ပါ Okay ဒီနေရာမှာကျွန်တော်က password ပေးရတော့မှာဖြစ်ပါတယ် password ကိုဘယ်လိုပေးရမလဲဆိုတာကိုကျွန်တော်ပြောပေးမယ်ကျွန်တော်ပေးထားတဲ့ password ကတော့ဘယ်လိုပေးလဲဆိုတော့မိတ်ဆွေတို့ကိုကျွန်တော်ပြပေးမယ်နော် password ပေးတဲ့နေရာမှာစလုံးအကြီးစလုံးအသေးပေါ့နော်အခုကျွန်တော်ပြလိုက်မယ်ဒီလိုစလုံးအကြီးစလုံးအသေးထည့်ပြီးတော့မှတော့ဒီမှာခဏန်းထည့်ပေးမယ်
ကဏ္ဍထည့်ပေးပြီးတော့အဲ့ဒီရဲ့နောက်မှာကျွန်တော်ဒီလိုတင်ကေတာလေးပေါ့နော်အခုဒီလိုပြတဲ့တင်ကေတာလေးတစ်ခုခုကိုကျွန်တော်ထည့်ပေးရမယ်6လုံးသုံးဖို့10လုံးဒီထည့်လို့ရတယ်နော်တကယ်လို့6လုံးနဲ့မရောက်ဆို10လုံးထည့်ပေးရမယ်အခုကျွန်တော်လက်ရှိ6လုံးထည့်ထားတယ်ဗျာ10လုံးထည့်လိုက်ပြီနော်9ရဲ့နောက်မှာကျွန်တော်ရှောက်ထည့်လိုက်မယ်โอเคဒါဆိုလို့ကျွန်တော်ကဏ္ဍရောတင်ကေတာအခရာရောပေါ့နော်ဒီမှာ sorry နော်ဒီမှာဝင်းကြံခဲ့တယ်โอเคဒီနားမှာကျွန်တော်ကပါလဲဆိုတော့ဒီမှာဆိုလို့ချင်းအခရာ WIR ဝင်းအဲ့ဒီရဲ့နောက်မှာကျွန်တော်ကဏ္ဍနံပါတ်ကျွန်တော်ဝင်းရဲ့နောက်မှာ1 2 3 4 5 6ပေါ့နော်မိတ်ဆွေတို့ပေးခြင်းတဲ့ကဏ္ဍကိုပေးလို့ရတယ်အဲ့ပြီးရင်ဒီနောက်ကတင်ကေတာပေါ့နော်ဒီတင်ကေတာကဒီတင်ကေတာမဟုတ်ပဲねကျွန်တော်ဒီဟာမျိုးလေးတွေပေါ့နော်ကျွန်တော်ဒီမှာကြက်ချီခက်ကလေးတွေဒါမျိုးလေးတွေမြင်းချောင်းလေးတွေအကုန်ပေးလို့ရတယ်နော်ကျွန်တော်ကတော့ဒီကောင်လွယ်ပေးလိုက်တယ်โอเคပြီးသွားပြီဆိုရင်တော့ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ဒီမှာမြားစိမ့်လေးကိုတစ်ချက်နှိပ်ပေးလိုက်โอเคမြားစိမ့်လေးကိုနှိပ်ပေးပြီးတော့ကျွန်တော်ရပြီဒီမှာအမှန်ချက်ကလေးနှစ်ခုကိုရှင်းမယ်ပြီးတော့ထပ်ပြီးတော့အခုကျွန်တော်လက်ကလေးပြတယ်မြားစိမ့်လေးကိုထပ်နှိပ်ပေးလိုက်ပြီးတော့ကျွန်တော်ဗာနှိပ်ရမလဲဆိုတော့ continue ဆိုတဲ့ဒီလက်ကလေးနဲ့ပြတဲ့စာတန်းအစိမ်းအောင်လေးကိုရှင်းနှိပ်ပေးလိုက်โอเคallow ဆိုတာလေးကိုထပ်နှိပ်ပေးလိုက်ဒါဆိုလို့ကျွန်တော်ဒီမှာနောက်ထပ်အပေါ်လည်းငယ်ဆွဲအောက်မှာကျွန်တော်ဒီစာတန်းအစိမ်းလေးကိုပဲထပ်နှိပ်ပေးလိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာ okay ဆိုအောင်ထပ်နှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်ဒီမှာဒီအခုကျွန်တော်ပြတဲ့နေရာလေးကိုထပ်နှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ကျွန်တော်ဒီမှာ100%ပြည့်အောင်ခဏလေးစောင့်ပေးလိုက်ပါ100%ပြည့်သွားပြီဆိုတော့ကျွန်တော်ရဲ့ license ကောက်ပေါ့နော်ဖုန်းနံပါတ်အဟောင်းနဲ့ဖွင့်တဲ့ license ကောက်လေးကပြန်လည်ပြီးတော့စတင်ပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဖုန်းကတ်တစ်ခါမှမဖွင့်ရသေးတဲ့ကတ်တွေကပြဿနာမရှိပေမဲ့အခုလိုဖုန်းကတ်အဟောင်းတွေကတော့နည်းနည်းပြဿနာရှိပါတယ်မဖွင့်တတ်သေးဘူးဆိုတော့ကျွန်တော်ပြောမယ်ဆိုရင်တိုင်လေးနည်းနည်းပတ်တာပေါ့ဗျာ။အခုဟာတော့ကျွန်တော်ပွင့်သွားပါပြီ။ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ license အဟောင်းပေါ့နော်ပေါ့ဘူးဖုန်းနံပါတ်အဟောင်းကိုပြန်ဖွင့်တဲ့နည်းလေးကိုဒီဗီဒီယိုလေးမှာကျွန်တော် share လုပ်ပေးသွားတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ကဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် share သွားပေးလို့ရတယ်။တခြားတငယ်ချင်းတွေတည်သွားအောင်မျှဝေပေးသွားလို့ရတယ်။မသိဘူးနားမလည်ဘူးဆိုတော့ဒီဗီဒီယို file အောက်မှာ comment လေးတွေလာရေးခဲ့လို့ရတယ်ကျွန်တော်အကြောင်းပြပေးပါမယ်။ထိုင်းကနေပြီးတော့ဖွင့်မတတ်ဘူးဆိုတော့ဒီဗီဒီယိုလေးကိုကြည့်လိုက်မယ်ဆိုရင်လုံးဝဖွင့်တတ်သွားမှာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကနေတော့ဖွင့်ကျင်တဲ့မိတ်ဆွေတွေအတွက်ကကြတော့ကျွန်တော်အကြံပေးပါရစေ။ထိုင်းနိုင်ငံကအသည့်တွေကိုဖွင့်ခိုင်းပြီးလို့ချင်းအဲ့ဒီ license ကောက်ထဲမှာ Gmail ထည့်ပြီးတော့မှကျွန်တော်မြန်မာနိုင်ငံကိုလွှဲပြောင်းပေးပါဒါမှအသာလေးမြန်မာနိုင်ငံမှာအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့ဒီ license ကိုတိုက်ရိုက်ဖွင့်လို့မရတော့ပါဘူးပေါ့နော်အရင်တုန်းကလို့ okay ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတင်မှာပြန်တွေ့ကြမယ်